တက်ကြီးလာတာနဲ့အများလေကိုယ့်ရဲ့အတွင်းဘက်ကစွမ်းအင်ဘက်ထရီအားကိုမြန်လာတယ်လို့မျိုးခံစားရဘူးလားမနက်ခင်းနေမှာလန်းလန်းဆန်းဆန်းမရှိတာညနေဆောင်ရင်အားပြတ်သွားတယ်လို့မျိုးပေါ့အများစုကတော့ဒါကိုအသက်အရွယ်ကြောင့်ဖြစ်တဲ့တာမန်ဖြစ်စဉ်လို့ပဲထင်ကြတယ်ဒါပေမဲ့တကယ်အဓိကတရားခံဟာကျွန်တော်တို့တိတ်တိမထားမိတဲ့ခန္ဓာကိုယ်ရဲ့တိတ်ဆိတ်တဲ့စိတ်ယုံကြောက်ကတ်တွေဖြစ်နိုင်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ပါတယ်အဲ့ဒီတိတ်ဆိတ်တဲ့စိတ်ယုံဆိုတဲ့တင်စားချက်ကတိတ်မှန်ပါတယ်ဘာလို့လဲဆိုတော့ကြောက်ကတ်ကပြဿနာတော်တော်များများမဖြစ်မချင်းလေဘာလက္ခဏာမှတိတ်မပြတတ်လို့ပါရိုးရာတရုတ်ဆေးပညာတီစီယမ်မှာဆိုရင်ကြောက်ကတ်ကိုအသက်ရဲ့အရင်းမြစ်လိုတော်တင်စားခေါ်ကြတယ်သူတို့ကခန္ဓာကိုယ်ရဲ့တက်ကြွမှုစွမ်းအင်ရဲ့ဗဟိုချက်ဖြစ်သတ်မှတ်ထားတာပါအသက်ရဲ့အရင်းမြစ်တူရုံလေးနဲ့ရှိုင်းတဲ့သုံးလုံးပဲဆိုတော့သူတို့အမြင်မှာကြောက်ကတ်ဆိုတာအနောက်တိုင်းဆေးပညာလိုမျိုးသွေးစစ်ထုတ်တဲ့အင်္ဂါတစ်ခုထပ်ပို့တယ်ပေါ့အများကြီးပို့ပါတယ်သူတို့မြင်မှာကြောက်ကတ်ကကျွန်တော်တို့ရဲ့မွေးရပါဖွေးစည်းပုံမျိုးရိုးဗီဇကတ်လာတဲ့အသက်စွမ်းအင်ဂျင်းကိုတူလောင်ထားတဲ့ဗန်တိုက်ကြီးလိုပါပဲဒီဂျင်းကကျွန်တော်ရဲ့ကြီးထွားဖွံ့ဖြိုးမှုမျိုးပွားနိုင်စွမ်းနဲ့အိုးမင်းချင်းဖြစ်စဉ်တစ်ခုလုံးကိုအဆုံးဖြတ်ပေးတယ်ဒီစွမ်းအင်ကုန်သွားရင်အသက်ကုန်သွားသလိုပဲပေါ့ဒါကြောင့်ကျွန်တော်တို့ခန်းစားရတဲ့အာရင်ကုန်ခန်းမှုဆိုတာဒီအသက်စွမ်းအင်ဗန်တိုက်ထဲကငွေတွေရော့နှဲလာတဲ့သဘောပါပဲဒါဆိုကျွန်တော်တို့ရဲ့တိတ်ဆိတ်တဲ့စိတ်ယုံအားနည်းလာတဲ့အခါအဲ့ဒီဗန်တိုက်ထဲကငွေတွေထုတ်သုံးလက်နဲ့ကပေါ့အားပြန်ပြေဖို့နီလန်တစ်ခုရှိတယ်လို့ဒီနေ့လေးလာမှုတွေကဆိုပါတယ်အဲ့ဒါတော့ရှိပတီလို့ခေါ်တဲ့တဘာဝရဲ့အံ့ွယ်လက်ဆောင်တစ်ခုကြောင့်ပဲဒါဆိုရှိပတီကအဲ့ဒီစိတ်ယုံအတွက်အားဖြည့်စီ premium fuel additive မျိုးလိုမျိုးအတိအကျပဲရှိပီဒီဟာအိုမင်းလာတဲ့ကြောက်ကစွမ်းရင်စက်ယုံကိုပြန်လဲနိုးထစေတဲ့ booster တစ်ခုနဲ့တူပါတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကသူဘလို့လှုပ်လှုပ်တယ်လဲဆိုတဲ့ချက်ပါပဲသူကစက်ယုံရဲ့အသေးငယ်ဆုံးအစိတ်ပိုင်းတွေဒီစင်းကြီးလှုပ်လှုပ်တာပါခဏလေးနော်အသေးငယ်ဆုံးအစိတ်ပိုင်းဆိုတာကိုနည်းနည်းရှင်းပြပါဦးကျွန်တော်တို့လိလာထားတဲ့ချက်လက်တွေထဲမှာ mitochondria ဆိုတဲ့စကားလုံးကိုတွေ့တယ်ဒါကနည်းနည်းတော့ဤပညာဆန်တယ်လေရိုးရိုးရှင်းရှင်းပြောရရင်အဲ့ဒါကဘာလဲလဲ online mitochondria ဆိုတာကျွန်တော်တို့ရဲ့ cell တိုင်းမှာရှိတဲ့သေးငယ်တဲ့စွမ်းအင်စေယုံလေးတွေပါခနာကိုတစ်ခုလုံးကိုလဲပတ်ဖို့လက်စစ်တာအားထုတ်ပေးရဲ့တအားပေးစေယုံလေးတွေထောင်ပေါင်းများစွာရှိတယ်လို့မြင်အောင်ကြည့်လိုက်ပါလားအသက်ကြီးလာတဲ့အခါဒီတအားပေးစေယုံလေးတွေကဟုံးနှွှဲလာပြီးစွမ်းအင်ထုံလို့မှုကျဆင်းလာတယ်ရှိပီတိုလက်ကဒီစေယုံလေးတွေကိုပြန်လဲပြုပြင်ပြီးအာရင်အသက်တွေပြန်ထုံးနိုင်အောင်လုံဆော်ပေးပါတယ်တားပြင်သူကတက်တိုးဖြစ်စီမှု oxidation ကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေကိုလေ short ချပေးနိုင်ပါတယ်တက်တိုးဖြစ်စီမှုခဏကြားနေရတဲ့စကားလုံးပဲဇီဝဗေဒပညာရှင်မဟုတ်တဲ့ကျွန်တော်တို့လိုတာမန်လူတွေအတွက်လွယ်လွယ်ကူကူဥပမာပေးလို့ရမလားဒါက cell တွေတန်ချီတက်ကမျိုးနဲ့တူသလားဟုတ်တယ်ဒါအကောင်းဆုံးဥပမာပဲ cell တွေတန်ချီတက်တာနဲ့အတူတူပါပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာပတ်ဝန်းကျင်ညဉ့်ညမ်းမှုစိတ်ဖြစ်စီမှုတွေကြောင့် cell တွေကတဖြည်းဖြည်းပျက်စီးလာတယ်တန်ချီတက်လာတယ်ဒီဖြစ်စဉ်ကကြောက်ကတ်လို့အလို့နှက်လို့ရတဲ့အင်္ဂါတွေမှာပိုဆိုးတာပေါ့ရှိပတီကအဲ့ဒီတန်ချေတွေကိုတိုက်စားပြီးဆဲတွေကိုပြောင်းလဲတောက်ပနေအောင်ကာကွယ်ပေးတဲ့တန်ချေကာဆေးလို့လုပ်ပေးတာပါ။အော်ဆိုလိုတာကတော့အသက်အရွယ်အကြောင်းဖြစ်တဲ့စွမ်းအင်ကျဆင်းမှုကိုတိုက်ရိုက်ဖြည့်ရှင်းပေးပြီးခန္ဓာကိုယ်ရဲ့နုပြိုတက်ကြွမှုကိုထိန်းသိမ်းပေးနိုင်တယ်ဆိုတဲ့သဘောပေါ့။ဒီရှိပတီကဒီလောက်စွမ်းတဲ့အောင်သူ့ထဲမှာဘယ်လိုမျိုးရှုပ်ခွက်လက်နက်တွေပါဝင်နေတာလဲ။သူ့မှာလှုပ်ခွက်လက်နက်၃မျိုးပေါင်းထားတဲ့အထူးတပ်ဖွဲ့တစ်ခုရှိတယ်လို့ပြောလို့ရပါတယ်။ပရမတ္တတာက cordycepsဒုတိယတက်သားကအဒီနိုစီနမ်နဲ့တတိယတက်သားအဖွဲကတော့ polysaccharide တွေပါဒီသုံးဖွဲ့ပေါင်းပြီးကြောက်ကတ်ကိုကာကွယ်ပေးတဲ့အာနိသင်တီထုတ်ပေးတာပါ။အိုးဒါဆိုရင်ဒါကမော်စေးတမျိုးတည်းမဟုတ်ပဲအတူတကွအလူလို့တဲ့အဖွဲတစ်ဖွဲပေါ့။ဒီအဖွဲထဲမှာတရုတ်ချင်းစီရဲ့တာဝန်ကိုခွဲလို့ရမှာလား။ cordyceps ကစွမ်းအင်မြင့်တင်ရေးသမားအဒီနိုစင်ကရောင်ရမ်းမှုမိသက်သမားpolysaccharide တွေက cell တွေအတွက်တကားကွယ်တိုင်းလွားလို့ပြောရင်မှန်မလားတက်ကောင်းတဲ့ခွဲချဲစိတ်ဖြာမှုပါပဲအကျန်းဖန်အားဖြင့်အဲ့ဒီတိုင်းပါပဲ cordyceps ကစွမ်းရည်နဲ့ထုတ်လုပ်မှုကိုအဓိကအားပေးတယ်အဒီနိုစင်ကသွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးရောင်ရမ်းမှုကို short ချပေးတဲ့နေရာမှာသိအေးရေးပါတယ် polysaccharide တွေကတော့ကိုယ်ခံအားစိတ်ကိုညှိနှိုင်းပေးပြီး cell တွေကိုကာကွယ်ပေးတဲ့ဒိုင်းလွှားကြီးတွေလိုပါပဲဒီသုံးဖွဲ့ရဲ့ပူပေါင်းဆောင်ရွက်မှုကကြောက်ကတ်ကိုပတ်ပေါင်းစုံကနေကာကွယ်ပေးနိုင်တဲ့အဓိကတော့ချက်ပဲဒီလေအဲ့ဒီအခြေအနေမှာရှိပတိကဘလို့အထောက်ကိုပြုနိုင်မလဲ။ तू ကပြုပြင်ရေးကိရိယာအစုံ repair kit လိုမျိုးအလုပ်လုပ်ပေးတာလား
ဟုတ်ပါတယ်အဲ့ဒီအချိန်မှာသူကပြုတ်ပင်ရေးကိတ်တွေအစုံဖြစ်သွားမှပြီကျိုးနိုင်ငံမှာပြုတ်လုပ်ခဲ့တဲ့လက်တွေ့လက်လာမှုတွေရာရှိပတိက CKD ရဲ့ဆိုးရွားလာမှုကိုနှေးကွေးစေတယ်ဆိုတာတွေ့ရှိခဲ့ကြတယ်ကျွန်တော်ရထားတဲ့အချက်လက်တွေထဲလာ graph တစ်ခုကိုကြည့်ရင်တောင်သိတာပါတယ်လေရှိပတိမသုံးတဲ့အဖွဲကကြောက်ခက်လို့ဆောင်နိုင်စွမ်းကတပြေးပြေးကျဆင်းသွားချိန်မှာရှိပတိသုံးတဲ့အဖွဲကပိုပြီးတည်ငြိမ်နေတာကိုတွေ့ရတယ်အဲ့ဒီ graph ကတကယ်ကိုအားတက်စရာပဲဒါပေမဲ့ graph form မှာမြင်းကြောင်းတွေကလူနာတယောက်ရဲ့နေ့စဉ်ဘဝမှာဘာကိုဆိုလို့တာလဲ GFR တိုးတက်တယ် protein ရဲ့ urea ကြော့ကြတယ်လို့ဆိုထားတယ်ဒီစကားလုံးတွေရဲ့နောက်ွယ်ကတကယ်အကျိုးသက်ရောက်မှုကိုရှင်းပြပေးပါဦး GFR ဆိုတာကကြောက်ကရဲ့လုတ်ဆောင်လိုင်းစွမ်းအမတ်ပေးစနစ်လိုပါပဲတနာဒီကိုသွေးဘယ်နှလီတာတန့်စင်နိုင်လဲဆိုတာကိုတိုင်းတာတာပါအမတ်များလေကောင်းလီပေါ့ရှိပတိကဒီအမတ်ကိုတက်အောင်ကူညီပေးတဲ့ protein union ဆိုတာကတော့စီးတဲ့နာခနာကိုအတွက်အရေးကြီးတဲ့ protein တက်တွေရိုးစိမ့်ထောကြနေတာပါ Jockessus laring ကပေါက်ပြင်းနေတဲ့ပိုက်ကုံလိုဖြစ်နေတာပေါ့ရှိပတိကအဲ့ဒီပေါက်ပြင်းနေတဲ့ပိုက်ကုံကိုပြောင်းဖပေးတယ်လို့မျိုးလို့ဆောင်ပေးပြီးအဖို့တန် protein တွေဆုံးရှုံးမှုကိုရှော့ချပေးပါတယ်စိတ်ယုံပျက်စီးနေတာကိုပြပြင်ပေးနေတာသိပြီဒါဆိုပျက်စီးမှုမဖြစ်အောင်ကာကွယ်တဲ့အပိုင်းကိုဆက်ကြည့်အောင်ကြောက်ကယောဂဖြစ်စေတဲ့အဓိကတရားခံတွေထဲမှာစီးယိုယောဂကထိကဆုံးကပါနေတယ်လေတွေးတဲ့ကတကြားတက်များတာကစိတ်ယုံရဲ့လောင်စာပိုက်လိုင်းတွေကိုတဲတီထည့်လိုက်သလိုပဲကြောက်ကက်ထဲကသွေးကြိုးလေးတွေကိုပိတ်ဆို့ပျက်စီးစေတယ်လို့ပြောလို့ရမလားစိတ်ကောင်းတဲ့ဥမာပါအဲ့ဒီတိုင်းမှာသွေးထဲကစကြားတက်တီကစိတ်ကပ်ပြီးကြောက်ကရဲ့အသေးငယ်ဆုံးစစ်ထုတ်ဖြော်လေးတွေဖြစ်တဲ့ nephrons တွေကိုပိတ်ဆို့ပျက်စီးစေတယ်ကြောက်ကတလုံးမှာအဲ့ဒီလိုစစ်ထုတ်ဖြော်လေးတွေတန်းနဲ့ချီရှိပါတယ်သူတို့လေးတွေကစက်ယုံတွေကအလုသမားလေးတွေပေါ့အလုသမားတွေထိခိုက်ရင်စက်ယုံတစ်လုံးရဲ့ထုတ်လုပ်မှုကျဆင်းတော့မှာပဲဒီကိစ္စမှာတော့ရှိပတိကဘလို့ကူညီပေးနိုင်တယ်လဲသူကလောင်စာတန့်စင်စေတော့အင်ဂျင်အပေါ်ယံအလွာပါတော့နှမျိုးလုံးလုပ်ပေးတာလားဟုတ်ပါတယ်သူ့မှာနှစ်ထပ်ကွမ်းအာနိသင်ရှိတယ်ပထမတစ်ခုကသူကသွေးရင်းစကြားဓာတ်ကိုတည်ငြိမ်အောင်ကူညီထိန်းညှိပြီးအင်ဆူလင်အာနိသင်ကိုပိုကောင်းမွန်စေတယ်ဒါကလောင်စာတန့်စင်စေလို့အလုပ်လုပ်တာပါဒုတိယအနေနဲ့စကြားဓာတ်များလို့ဖြစ်တဲ့တန်ရှည်တက်ခြင်းoxidative stress နဲ့ရောင်မှုတွေကိုကြောက်ကတစ်ရှူးတွေထဲမှာတန်ရိုက်ရှော့ချပေးတယ်ဒါကသွေးကြောနံရံတွေကိုတကြားတန်ရဲ့ကိုက်ခိုက်မှုကနေကာကွယ်ပေးတဲ့အပေါ်ယံအလွှာပါလို့ပါပဲခဏလေးဒီအချက်ကတော့ကျွန်တော်ကိုတကယ်အောင်စေတယ်ကျွန်တော်တို့လေးလာထားတဲ့အချက်အလက်တွေထဲမှာကြောက်ကအစားထိုးကူတာမှုခံယူထားတဲ့လူနာတွေအတွက်တော့အထောက်အကူပြုနိုင်တယ်လို့ဖော်ပြထားတယ်ဒါကတော့မယုံနိုင်စရာပဲပုံမှန်အားဖြင့်အဲ့ဒီလူနာတွေကကိုခံအားကိုဖိနှိပ်ထားတဲ့ဆေးအပြင်းစားတွေထောက်နေရတာလေတဘာဝပစ္စည်းတစ်ခုကဒီ lock တိတ်မွေတဲ့အခြေအနေမှာဘလို့များကူညီပေးနိုင်မှာလဲဒီနေရာမှာရှိပြည့်အကျိုးလုပ်ပုံကပိုပြီးတော့ညံကောင်းလာပါတယ်ကြောက်ကအစားထိုးထားတဲ့လူနာတွေဟာအစားထိုးထားတဲ့အင်္ဂါကိုခန္ဓာကိုယ်ကပြန်မတိုက်ထုတ်အောင်ကိုခံစွမ်းအားကိုဖိနှိပ်ထားတဲ့ဆေးတွေတောင်းရပါတယ်ဒါပေမဲ့အဲ့ဒီဆေးတွေကြောင့်သူတို့ကယောဂပိုးဝင်ဖို့အခွင့်အလမ်းပိုများလာတယ်ရှိပီကကိုခံစွမ်းကကိုမျက်စိမိတ်ပြီးဖြင့်တင်နေတာမျိုးမဟုတ်ပဲဟန်ချက်ညီအောင်ထိန်းညှိပေးတဲ့ညံကောင်းတဲ့မန်နေဂျာတယောက်လိုအလုံးလုပ်ပါတယ်ဆိုတော့သူကကိုခံအားစနစ်ရဲ့အရှိန်ကိုလိုသလိုတင်ပေးရှော့ပြီးလုပ်နိုင်တဲ့သဘောလားသူကကိုခံအားစနစ်ကိုအလွန်အကျွမ်းမတွန့်ပြန်အောင်ဘယ်လိုတည်နေတာလဲသူတေသနာရီယာသူကကိုခံအားစနစ်တဲ့မတူညီတဲ့ဆဲတွေကိုမတူညီတဲ့ပုံစံနဲ့တိုက်ရောက်မှုရှိပါတယ်ဥပမာသူကယောဂဘောတွေကိုတိုက်ထုံးမဲ့ခုခံအားဆဲတွေကိုအားပေးပြီးအစွာထိုးထားတဲ့ကြောက်ကကိုတိုက်ခိုက်နိုင်တဲ့အလွန်အကျွမ်းတုံ့ပြန်တတ်တဲ့ကိုခံအားဆဲတွေကိုတော့ရှင်လျော့ပြီးပါတယ်။တစ်ချိန်တည်းမှာပဲခွဲစိတ်မှုနဲ့ဆေးဝါးတွေရဲ့ဝင်ထုတ်ဝင်ပိုးကြောင့်ထိခိုက်နိုင်တဲ့အတဲနဲ့ကြောက်ကရဲ့လှုပ်ဆောင်ရည်တွေကိုပါတိုးတက်ကောင်းမွန်စေတယ်။ဒါကြောင့်သူကယောဂဘိုးဝင်ခြင်းကိုကာကွယ်ပေးတယ်လို့အစားထိုးထားတဲ့အင်္ဂါကိုလည်းလက်ခံနိုင်အောင်ကူညီပေးပါတယ်။တကယ်ကူအန်အော်ဖူကောင်းတယ်။ဒါဆိုရင်ကြောက်ကရဲ့တခြားအရေးကြီးတဲ့တာဝန်တစ်ခုသွေးဖျားနဲ့ခန္ဓာကိုယ်တွင်ကအရေးတွေကိုထိန်းညှိတဲ့နေရာမှာလို့သူ့ရဲ့အခန်းကဏ္ဍကဘယ်လိုရှိမလဲဒါကစက်ယုံရဲ့ပိုက်လိုင်းစနစ် plumbing system ကိုထိန်းသိမ်းတာနဲ့တူမလားဟုတ်ပါတယ်စက်ယုံရဲ့ပိုက်လိုင်းနဲ့ဖိအားချင်းစနစ်ကိုသူက73စနစ်ထိန်းညှိပေးပါတယ်ပထမဆုံးအနေနဲ့သူကတဘာဝအတိုင်းစီးသွားစေတဲ့အာနီးတင်ကိုညင်ညင်သာသာမြင့်တင်ပြီးခန္ဓာကိုယ်တွေကပူရှက်နေတဲ့အရည်နဲ့စားတဲ့တွေကိုဖယ်ရှားပေးတယ်ဒါကဖိအားများနေတဲ့ပိုက်လိုင်းကိုဖိအားလျှော့ပေးလာတဲ့တူတယ်ဒုတိယအနေနဲ့ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်လိုမျိုးအရေးကြီးတဲ့တစားတွေရဲ့ဟန်ချက်ညီမှုကိုထောက်ပံ့ပေးတယ်
နောက်ဆုံးတတိယချက်ကတော့သွေးကြောတွေရဲ့ပျော့ပြောင်းမှုကိုတိုးတက်စေပြီးသွေးလက်ပတ်မှုကိုချုံမွေးစေတယ်ဒီအချက်တွေအလုံးကသွေးဖိအားကိုတည်ငြိမ်စေပြီးကြောက်ကစီကိုသွေးစီးဆင်းမှုကိုကောင်းမွန်စေပါတယ် ကဲဒီအကျိုးကျေးဇူးတွေအားလုံးကအရင်ကောင်းနေတော့နားထောင်နေတဲ့သူတွေကဒါတွေကယုံကြည်ရတယ်လားလို့မေးလာနိုင်တယ်ဒီအချက်လက်တွေကိုသိပ္ပံနည်းကျဘယ်လိုမျိုးအတည်ပြုထားလဲဒါတွေကတင်းငယ်တဲ့လေ့လာမှုလေးတွေပဲလားဒါမှမဟုတ်ခိုင်မာတဲ့လက်တွေ့စမ်းသပ်မှုကြီးတွေလား ဒါကရေးကြီးတဲ့မေးခွန်းပါပဲဒီအချမ်းလက်ဒီအားလုံးကိုနေပေါင်းများစွာကြားတဲ့တိပင်နေကြသူတေသနာတွေနဲ့ခိုင်မာအောင်လုပ်ထားတာပါဒီစံတင်တဲ့လေ့လာမှုတွေမှာဆိုရင် CKD နဲ့စီချိုကြုံဖြစ်တဲ့ကြောက်ကယောဂပုံစံတွေမှာကြောက်ကပျက်စီးမှုအညွန့်ကိန်းတွေတိတိသွားတာရောကျသွားတာတန်ချေက anxiety တိုးကျလာတာကိုတွေ့ရှိခဲ့တယ်လူတွေနဲ့ပြုလုပ်တဲ့လက်တွေ့လေ့လာမှုတွေအထူးသဖြင့်တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအများကြီးမှာလဲလူနာထောင်ပေါင်းများစွာကိုလေ့လာပြီးကြောက်ကလူဆောင်နိုင်စွာစစ်စစ်ချက်တွေတိုးတက်လာတာစီးထဲမှာ protein ပါဝင်မှုရော့ကျသွားတာနဲ့လူနာတွေရဲ့ဘွားရည်သွေးပုံမကောင်းမွန်လာတာကိုပြသနိုင်ခဲ့ပါတယ် ဆိုတော့ရှေးရုံရအတည်ပညာနဲ့ခေတ်မီဓာတ်ခွဲခန်းတွေပြီးတော့တက်ကက်လူနာတွေနဲ့လက်တွေ့စမ်းသပ်မှုတွေအထိအဆင့်အတည်ပြုထားတာပေါ့ဒါဆိုရင်ကြောက်ကကျမရဲ့အတွက်ရှိပတိကိုလက်တွေ့အသုံးပြုခြင်းနဲ့ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့သုံးဆွဲကြသလဲဘလောက်ပမာဏဘယ်အချိန်မှတောက်သုံးတင်နေဆိုတာမျိုးပေါ့ ဟုတ်ကဲ့လက်တွေ့အသုံးပြုမှုအတွက်ရေးပြလိုက်ညွှန်ချက်တွေရှိပါတယ်ပုံမှန်အားဖြင့်တော့တနေ့ကိုစံချိန်ပြီးထုတ်လုပ်ထားတဲ့ရှိပတိအစီအနစ်ကိုနဂရန်ကနေ3 gram လောက်ထိသုံးစွဲကြပါတယ်စေးတောင်းပုံစံအမုံပုံစံဒါမှမဟုတ်လက်ဖက်ရည်လိုမျိုးဖြောတောက်တာမျိုးလည်းရှိပါတယ်အကောင်းဆုံးကတော့မနက်ခင်းဒါမှမဟုတ်နီးလယ်ပိုင်းမှာအစနဲ့အတူတောက်သုံးတာကခန္ဓာကိုယ်ကတည်တည်ငြိမ်ငြိမ်နဲ့စုပ်ယူနိုင်မှုအထောက်ကိုဖြစ်စေတယ်ညဘက်တော့ရင်သူကစွန့်အင်ပေးတဲ့အတွက်အချို့လူတွေမှာအိတ်ဆက်ချင်းကိုအနောက်ရှက်ဖြစ်စေနိုင်လို့ပါ ဘလောက်ကြာတောက်သုံးရမလဲရေတော်လားရေရှည်လားဥပမာအားစိတ်တစ်မျိုးလို့ခဏတောက်လိုက်နားလိုက်လို့ရမှာလားဒါမှမဟုတ်နေစဉ်စားတော့မှုပုံစံရင်တစ်စိတ်တစ်ပိုင်းထည့်သွင်းရမှာလား ကြောက်ကကြမ်းမာရေးကိုအထောက်ကူပြုဖို့အတွက်ဆိုရင်တော့ရေရွှေဆုံးဆွဲဖို့အကြံပြုထားတာပါသူကချက်ချင်းကျိုးတဲရောက်မှုပြတဲ့အကိုက်ခိတ်ပြောက်ဆေးလို့မဟုတ်ပါဘူးလေသူကခန္ဓာကိုယ်ရဲ့အတွင်းပိုင်းစနစ်တွေကိုတဖြည်းဖြည်းပြုပြင်ထိမ့်သိမ်းပေးတာပါပုံမှန်အားဖြင့်တော့အနည်းဆုံး3လကနေ6လအထိစက်တိုက်သုံးဆွဲတာကကောင်းမွန်တဲ့ရလဒ်တွေရရှိဖို့အတွက်အထောက်ကူဖြစ်စေတယ်လို့ဆိုပါတယ် ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံသုံးသပ်ရရင်နော်ရှေ့ပတိယကျွန်တော်တို့ခန္ဓာကိုယ်ရဲ့တိတ်ဆိတ်တဲ့စက်ယုံဖြစ်တဲ့ကြောက်ကတ်ကြီးအတွက်ပတ်စုံသုံးကိနေရပုံ multi tool တစ်ခုနဲ့တူပါလေသူကစွမ်းစက်ယုံလေးတွေကိုအားပြန်ဖြည့်ပေးတယ် cell တွေတန်ချေတက်ချင်ကိုကာကွယ်ပေးတယ်ပျက်စီးနေတဲ့ pipeline တွေကိုပြန်ဖာပေးတယ်လောင်စာစနစ်ကိုတန့်စင်ပေးတယ်နောက်ဆုံးမှာကိုခံအားစနစ်ဆိုတဲ့ရှုပ်ထွေးတဲ့စီမံခန့်ခွဲမှုစနစ်ကိုတော့ညံကောင်းကောင်းနဲ့ညှိနှိုင်းပေးနိုင်တယ် ဟုတ်ပါတယ်ရေဘူးရကျမရေးအတွက်ကြိုတင်ကာကွယ်မှုအနေနဲ့ဖြစ်ဖြစ်နာတာရှည်ကြောက်ကယောဂလိုစိန်ခေါ်မှုကြီးတစ်ခုကိုထောက်ပံ့မှုပဲဖြစ်ဖြစ်ခွေးစိတ်ကူတာမှုအပြီးပြန်လဲနာလန်ထူဖို့အတွက်ဖြစ်ဖြစ်ရှိပတိကကြောက်ကကျမရေးအတွက်တကယ်ကိုအားကောင်းတဲ့တဘာဝမဟာမိတ်တူအဖြစ်ထင်ရှားပါတယ်သူကအိုမင်းလာတဲ့စွမ်းရည်စိတ်ယုံကိုပြန်လဲနိုးထွန့်စေပြီးကျွန်တော်တို့ရဲ့အသက်ရဲ့အရင်အမြင့်ကိုပြန်လဲဖြစ်တင်ပေးနိုင်စွမ်းရှိပါရဲ့ ဒီကုန်းချုံနေနဲ့ပြောချင်တာကတော့တဘာဝတရားကြီးကကျွန်တော်တို့ရဲ့ကျမ်းမာရေးနဲ့နုပြိုမှုကိုထောက်ပံ့ပြနိုင်ဖို့အတွက်အခုလိုအစွမ်းထက်တဲ့တဘာဝမဟာမိတ်တွေကိုဖန်တီးပေးထားတယ်ဆိုတာတကယ်ကိုအံ့ဩဖို့ကောင်းပါတယ် ဒီဆွေးနွေးမှုအပြီးမှာစဉ်းစားစရာအတွေ့အခုထားခဲ့ခြင်းပါတယ်ကျွန်တော်တို့ဟာခန္ဓာကိုယ်ရဲ့အချက်ပြမှုတွေကိုဘယ်လောက်အထိနားထောင်ဖြစ်ပါသလဲပြမန်းနွမ်းနေတယ်လို့ခံစားရတိုင်းကော်ဖီတစ်ခွက်တောက်လိုက်တာဒါမှမဟုတ်အားဖြည့်အချိုရည်တပူးတောက်လိုက်တာကတကယ်တမ်းမှာအချက်ပြမီးကိုပိတ်လိုက်တာနဲ့တူနေမလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့တိတ်ဆိတ်တဲ့စက်ယုံကတကယ့်ကိုအရေးတွင်းမြင့်နဲ့ပြုတ်ပြင်ထင်းသိမ်းမှုကိုတောင်းဆိုနေလားဆိုတာကိုပြန်လဲသုံးသပ်ကြည့်တင်တယ်